သွားတိုက်ပြီးတာနဲ့ရေနဲ့ချက်ချင်းပလုတ်ပြန်ကျင်းပြလိုက်တာပေါ့နော်သွားတိုက်စေရတာယူမကြိုက်ဘူးဆိုပြီးတော့ရေနဲ့ပလုတ်ပြန်ကျင်းလိုက်တာတကယ်ပဲကောင်းရလားအခုနောက်ပိုင်းမှာဆိုလို့ရှိရင်တို့သွားပူပေါက်ကာခွဲဖို့အတွက်တဖုံးရောင်ယောဂအတွက်တဖုံးရောင်တာကိုကြာစေတဲ့ဆေးဝါးတွေပါတာမျိုးတို့အဲ့လိုသွားတိုက်စေကြီးပေါ်လာကြတယ်ပေါ့နော်ကိုယ့်ရဲ့သွားအတွက်တဖုံးအတွက်ဆိုပြီးတော့တော်တော်များလည်းဝယ်သုံးတယ်ဒါပေမဲ့သုံးပြီးတာနဲ့အသွားတိုက်ပြီးတာနဲ့ချက်ချင်းရေနဲ့ပလုတ်ပြန်ကျင်းလိုက်လို့ရှိရင်ဒီသွားတိုက်စေထဲမှာပါတဲ့သွားအတွက်အကျိုးရှိတဲ့ဓာတ်တွေနောက်တစ်ခုသဖုံးအတွက်အကျိုးရှိတဲ့ဆေးဝါးတွေဒါတွေကိုရေနဲ့ပြန်ပြီးတော့ဆေးချလိုက်တယ်လို့ဖြစ်သွားတာပေါ့နော်ဆိုလိုတာဥပမာသွားပုတ်ပေါက်ကာကွယ်တဲ့သွားတိုက်ဆေးဆိုလို့ရှိရင်ကျမတို့ fluoride ပါတဲ့သွားတိုက်ဆေးတွေကျမတို့ကသုံးကြတယ် fluoride ပါတဲ့သွားတိုက်ဆေးကိုဈေးကြီးပေးပြီးတော့သုံးလဲပဲသွားတိုက်ပြီးတာနဲ့ရေနဲ့ပလုတ်ပြန်ကျင်းလိုက်လို့ရှိရင် fluoride တွေကသွားတွေကိုကာကွယ်မပေးနိုင်တော့ဘူးပေါ့နော်တကယ်လို့မှသွားတိုက်ပြီးတာနဲ့ချက်ချင်းရေနဲ့ပလုတ်ပြန်မကျင်းမဲနဲ့15မိနစ်နာရီဝက်လောက်ကိုစရွေးထွေးချင်နေဆိုရင်တော့ထွေးထုတ်ဒါပေမဲ့လို့ရေနဲ့ပလုတ်ပြန်မကျင်းမဲနဲ့နေမယ်ဆိုလို့ရှိရင်တော့ဒီ fluoride တွေကကျမတို့ရဲ့သွားကိုအချိန်တော်တော်ကြာထိသူအလုံးလုံးချိန်ရတယ်ပေါ့လေအဲ့ဒါကြောင့်မလို့တကယ်လို့ကိုကသွားတိုက်စီအကောင်စားတွေသုံးချင်နေတယ်ဆိုလို့ရှိရင်တော့ဒါလေးကိုအမှတ်ရပေးပါဟုတ်ကဲ့နောက်ထပ်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်ကျေးဇူးများတင်ပါတယ်